ဒါကတော့ကဘာပေါ်မှာခြေချခဲ့သမျှထဲမှာအန်ရဲ့အရှိဆုံးလူသားတစ်ယောက်အကြောင်းပါဒါပေမဲ့သူကကြည့်လိုက်ရင်တော့ချစ်စရာကောင်းတယ်လို့ရှိပါတယ်1930ပြည့်နှစ်လွန်တွေတုန်းက Hugh Mancus လို့ခေါ်တဲ့အမျိုးသားတစ်ယောက်ဟာလူပေါင်း200ကျော်ကိုသူ့ရဲ့လက်မတစ်ချောင်းနဲ့အသက်အန္တရာယ်ပြုခဲ့တဲ့အတွက်အဖမ်းခံခဲ့ရပါတယ်1934ခုနှစ်မှာသူဟာအိမ်သားရဲကိုလုံးရှို့ဆင်းပြီးညစ်ဖက်တဲ့ရေစိုးပိုက်လိုင်းထဲမှာမိုင်မောင်းများစွာထွက်သွားရင်ပထမဆုံးချိန်ထောင်ပေါက်ပြေးခဲ့ပါတယ်ဒါပေမဲ့68ရက်အကြာမှာတော့သူထွက်ပြေးခဲ့တဲ့ထောင်မှာပဲအလုပ်ပြန်လျှောက်ဖို့စူးစမ်းခဲ့တာကြောင့်ပြန်လည်အဖမ်းခံခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့သူ့ကိုလူသူဝေးရမိုင်မောင်းများစွာဝေးကွာတဲ့နေရာမှာရှိပြီးကမ္ဘာလုံခြုံရေးကောင်းဆုံးလို့ဆိုရတဲ့ဖလက်ကန်ကျွန်းမှာရှိတဲ့ Penitentiary ဆောင်ထောင်ကိုပို့ဆောင်ခဲ့ပါတယ်တခြားကျင်းသားတွေရဲ့ဘေးကင်းလုံခြုံမှုကိုစိုးရိမ်ရတာကြောင့် Hugh ကိုတခြားသူတွေနဲ့တီးတန့်ခွဲထုတ်ပြီးထောင်ရဲ့မြောက်ခန်းထဲမှာပဲပိတ်လှောင်ထားခဲ့ပါတယ်။ဒါပေမဲ့1949ခုနှစ်မှာတော့ထောင်တီရှိရာနေရာကိုအင်အားပြင်းဆူနာမီလိုင်းကြီးရိုက်ခတ်ခဲ့ပြီးတစ်ထောင်လုံးပင်လယ်ရေအောက်ထဲမြုပ်သွားခဲ့ပါတယ်။9နှစ်ကြာမှာတော့ထောင်ကြီးကရေပေါ်ကိုပြန်ပေါ်လာခဲ့ပြီးစုံစမ်းစစ်ဆေးရေးမှုတွေလည်းထောင်ထဲကိုဘေးကင်းကင်းနဲ့ဝင်ရောက်ခွင့်ရခဲ့ပါတယ်။သူတို့ဟာအကျဉ်းသားတွေနဲ့ထောင်ဝန်ထမ်းတွေအားလုံးရဲ့ရုပ်အလောင်းတွေကိုတွေ့ရှိခဲ့ကြပေမဲ့ Hugh ကိုချုံနှောင်ထားတဲ့မြောက်ခန်းထဲကိုရောက်သွားတဲ့အခါမှာတော့သူတို့ထင်ထားသလောက်အခြေအနေတွေကဘေးမကင်းတော့ဘူးဆိုတာကိုချက်ချင်းကြီးသတိထားမိလိုက်ပါတော့တယ်။